ဒီနေ့ဘယ်ချိန်နိုးလဲ When did you wake up today မနက်စာဘာစားပြီးပြီလဲ What did you eat for breakfast ဒီနေ့အဲမှာပူလား Is it hot over there today ဘယ်အချိန်ရှိပြီလဲ What time is it now ဘယ်သွားမလို့လဲ Where are you going ဘယ်မှာအလုပ်လုပ်တာလဲ Where do you work ဘယ်ကလာတာလဲ Where are you from ဘယ်သွားမလို့လဲ Where are you going စားပြီးပြီလား Have you eaten yet ဗိုက်စာပြီလား Are you hungry ကော်ဖီတောက်မလား အေးတောက်မလား Coffee or juice ဒီဘတ်ကားကဘယ်ရောက်တာလဲ Where does this bus go တည့်တည့်သွားရင်ရောက်လား If I go straight will I get there ဒီကနေဆက်သွားရင်ဘယ်ကိုရောက်လဲ Where will I get if I keep straight from here ပြန်တော့မလို့လား Are you going home now အိမ်ကနီးလား Is your house or home nearby ဘယ်သူနဲ့တူတူနေတာလဲ Who do you live with ဘာလူမျိုးလဲ What nationality are you ဘယ်မှာနေတာလဲ Where do you live ဘာအလုပ်လုပ်တာလဲ What do you do for work အလုပ်များနေလား Are you busy မနက်ဖြန်ရုံးတက်ရမှာလား Do you have to go to the office tomorrow ဘာကိုပြောတာလဲ What do you mean ဘယ်တစ်ခုလဲ Which one ဘယ်သူ့ကိုလဲ To whom ဘာလုပ်မလို့လဲ Where are you going to do ဘယ်နေရာလဲ Where is it ဘယ်သူ့ကိုပေးရမှာလဲ Who should I give to ဘယ်သူနဲ့ချိန်းထားတာလဲ Who will you meet with Most common WH question What ဘာလဲ What ဘာလဲ Who ဘယ်သူလဲ Who ဘယ်သူလဲ Whom ဘယ်သူကိုလဲ Whom ဘယ်သူကိုလဲ Which ဘယ်အရာလဲ Which ဘယ်အရာလဲ When ဘယ်အချိန်လဲ When ဘယ်အချိန်လဲ Where ဘယ်နေရာလဲ Where ဘယ်နေရာလဲ How ဘယ်လိုလဲ How ဘယ်လိုလဲ How much ဘယ်လောက်လဲ How much ဘယ်လောက်လဲ